အားလုံးပဲမင်္ဂလာပါခင်ဗျာအရင်ဗီဒီယိုတွေမှာ database တွေနောက်ပြီး table တွေရဲ့အရေးပါပုံနဲ့ဖွဲ့စည်းပုံ schema တွေကိုလေ့လာခဲ့ပြီးပြီဆိုတော့ဒီနေ့ကျွန်တော်တို့ table တစ်ခုရဲ့အခြေခံအကျဆုံးအစိတ်ပိုင်းတွေဖြစ်တဲ့ column တွေနဲ့ data မျိုးစား data type အကြောင်းကိုဆက်လက်လေ့လာသွားကြမှာဖြစ်ပါတယ် table တွေဟာ column တွေနဲ့ဖွဲ့စည်းထားပါတယ် column တစ်ခုစီမှာ table တစ်ခုအတွင်းကတိကျအချက်လက်တစ်ခုစီပါဝင်ပါတယ်ဒါကိုအလွယ်ဆုံးမြင်သာအောင်ပြောရရင် database table တွေကို spreadsheet တွေလိုဇယားကွက်တွေအဖြစ်စဉ်းစားကြည့်ပါဇယားကွက်ထဲက column တစ်ခုစီမှာတိကျအချက်လက်တစ်ခုစီပါဝင်နေတာကိုတွေ့ရပါလိမ့်မယ်ဥပမာ customer table တစ်ခုမှာဆိုရင် column တစ်ခုက customer ရဲ့ ID နောက်တစ်ခုက customer နာမည်လိပ်စာမြို့ပြည်နယ်နဲ့စာရိုက်ကုတ်စတာတွေအားလုံးဟာသက်ဆိုင်ရာကိုယ်ပိုင် column တွေမှာတိကျစီရှိနေတာမျိုးပါdata တွေကို column တွေအများကြီးအဖြစ်မှန်ကန်စွာခွဲခြမ်းထားဖို့အလွန်အရေးကြီးပါတယ်။ဥပမာမြို့ကီနယ်နဲ့စာတိုက်ကုတ်စစ်ကုတ်တွေကိုအမြဲတမ်းမတူညီတဲ့တိကျ column တွေဖြစ်ထားသင့်ပါတယ်။ဒီလိုခွဲထုတ်လိုက်မှသာ column တွေအလိုက် data တွေကိုစီတာမျိုးဒါမှမဟုတ်လို့တလို့စစ်ထုတ်တာမျိုးလုပ်ဖို့လွယ်ကူနေပါလိမ့်မယ်။ဥပမာမတူညီတဲ့ပြည်နယ်ဒါမှမဟုတ်မတူညီတဲ့မြို့က customer အားလုံးကိုရှာတာမျိုးပါ။အကယ်၍မြို့နယ်ပြည်နယ်ကို column တစ်ခုထဲမှာပေါင်းထည့်ထားရင်တော့ပြည်နယ်အလိုက်စီဖို့ဒါမှမဟုတ်လိုအပ်တဲ့အခါစစ်ထုတ်ဖို့ကအင်မတန်ခက်ခဲသွားပါလိမ့်မယ်။ data ကိုခွဲတဲ့အခါဘလောက်အထိအသေးစိတ်ခွဲမလဲဆိုတဲ့ level of granularity ကတော့သင်လိုအပ်ချက်ပေါ်မှာမူတည်ပါတယ်။ဥပမာလိပ်စာတွေကိုအများအားဖြင့်အိမ်နံပါတ်နဲ့လမ်းအမည်ကိုပေါင်းပြီးသိမ်းတက်ကြပါတယ်။ဒါကအဆင်ပြေပါတယ်။ဒါပေမဲ့တနေ့မှာလမ်းအမည်အလိုက်စီဖို့ဒါမှမဟုတ်စစ်ထုတ်ဖို့လိုလာနိုင်နေဆိုရင်တော့အိမ်နံပါတ်နဲ့လမ်းအမည်ကိုတိကျခွဲထားတာကပိုကောင်းပါလိမ့်မယ်။ database ထဲမှာ column တိုင်းကသူနဲ့ကိုက်ညီတဲ့ data မျိုးစားဆိုတဲ့ data type ရှိနေတာပါပဲ။ဒါကအဲ့ဒီ column နဲ့ဘာ data မျိုးစားပဲထည့်လို့ရမလဲဆိုတာကိုသတ်မှတ်ပေးထားတာပါ။ဥပမာ column ထဲမှာနံပါတ်တွေပဲထည့်လို့ရမယ်ဆိုရင်order တစ်ခုတည်းကပစ္စည်းရေးအတွက်လူမျိုးပေါ်ကိန်းဂဏန်း data မျိုးစား numeric data type ကိုသုံးရမှာပါ။ column ထဲမှာရက်စွဲတွေစာသားတွေမှတ်စုတွေငွေကြေးပမာဏတွေစတာတွေထည့်မယ်ဆိုရင်လေသူတို့နဲ့ကိုက်ညီတဲ့ data မျိုးစားတွေကိုသတ်မှတ်ပေးရမှာပါ။ data မျိုးစား data types တွေဟာ column တစ်ခုမှာသိသိနိုင်တဲ့ data မျိုးစားကိုကန့်သက်ထားတာပါ။ဥပမာ integer column ထဲမှာ string တွေထည့်လို့မရတာမျိုးပါ။ data မျိုးစား data types တွေဟာ data တွေကိုမှန်ကန်စွာစီနိုင်ဖို့ဒါမှမဟုတ်လိုအပ်တဲ့ data တွေကိုစစ်ထုတ်နိုင်ဖို့ကိုလည်းကူညီပေးပါတယ်။ဒါကြောင့် table တွေဖန်တီးတဲ့အခါမှန်ကန်တဲ့ data types တွေကိုရွေးချယ်ဖို့အထူးပြုစိုက်ဖို့လိုအပ်ပါတယ်။ database တွေဆိုတာအချက်လက်သိမ်းဆည်းတဲ့နေရာတွေပါ။ database တွေအနေနဲ့ MySQL, PostgreSQL စသဖြင့်ရှိပါတယ်။ဒါပေမဲ့သူတို့ကမတူညီကြပါဘူး။အဓိကမတူတာကတော့သူတို့သိမ်းတဲ့အချက်လက်ပုံစံ data type တွေနဲ့ရေးသားတဲ့ပုံ syntax တွေကွဲပြားခြားနားနေလို့ပါဒီလိုမတူညီတာကြောင့် database တွေကိုအလွယ်တကူတွဲသုံးဖို့ဒါမှမဟုတ်တစ်ခုကနေနောက်တစ်ခုကိုပြောင်းရွှေ့ဖို့ခက်ခဲစေပါတယ် database အားလုံးကိုတူအောင်လုံးဝလုပ်လို့မရပေမဲ့ကိုသုံးမဲ့ database ရဲ့ data type နဲ့ syntax တွေကိုတေချာနားလည်ထားဖို့ကအရေးကြီးပါတယ်အထူးသဖြင့် table schema တွေဖန်တီးတဲ့အခါမှာပါဒါဆိုရင်ဒီဗီဒီယိုမှာကျွန်တော်တို့ table တစ်ခုရဲ့အခြေခံအစိတ်ပိုင်းတွေဖြစ်တဲ့ column တွေနဲ့ column တွေမှာဘယ်လို data မျိုးစားတွေထည့်သွင်းနိုင်လဲဆိုတဲ့ data မျိုးစား data type တွေအကြောင်းကိုအခြေခံအားဖြင့်လေ့လာခဲ့ကြပါတယ်။ဒီသဘောတရားတွေဟာကျွန်တော်တို့ SQL ကိုဆက်လက်လေ့လာတဲ့အခါအလွန်အသုံးဝင်မဲ့အခြေခံကျတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာပြန်ဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်။